အားလုံးပဲမင်္ဂလာပါဒီကျကတော့ဒီနေ့မှာ Grade 12 English Unit 1 Good Manners Comprehension မှာပါနေတဲ့ Answer the Questions အပိုင်းကို sharing လုပ်ပြီးတော့မှာပဲဖြစ်ပါတယ် Let's look at number C. Give a full sentence answer. ပြည့်စုံတဲ့အဖြေကိုရေးပေးပါ To each question ပြီးလို့အောက်မှာပေးထားတဲ့မေးခွန်းတစ်ခုချင်းစီအတွက်ပြည့်စုံတဲ့အဖြေကိုဖြေပေးပါ Okay ဒါဆိုရင် number 1 ကိုကြည့်ရအောင် number 1 ကဗာမေးထားလဲဆိုရင် What ဘာလဲ is ဖြစ်တယ်လဲ The difference between manners and manners နော် M-A-N-N-E-R manner နဲ့ M-A-N-N-E-R-S manners ကြားမှာရှိနေတဲ့ကွဲပြားခြားနားချက်ကဘာလဲ Okay ဒါဆိုရင် paragraph 1 မှာပဲဒီ unit ရဲ့เนาะ paragraph 1 မှာပဲကျွန်တော်သင်ခဲ့ပြီးသားပါ M-A-N-N-E-R manner ဆိုတာဟာတစုံတစ်ခုကိုပြုလုပ်တဲ့ပုံစံဖြစ်ပြီးတော့ M-A-N-N-E-R-S ကလူအဖွဲ့အစည်းတစ်ခုမှာလူတစ်ယောက်ဘယ်လိုမျိုးပြုမှုနေထိုင်လဲဆိုတာကိုရည်ညွှန်းတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီမေးခွန်းကိုဖြေဖို့အတွက်เนาะမေးခွန်းပြန်ကောက်ပါမယ်ဒါဆိုတော့ WHAT word ဟာဘာလဲဆိုရင် question word ပါအမေးစကားလုံးပါOkay is ကကြတော့ main verb เนาะ main verb ပါဒါဆိုရင်နောက်မှရှိတဲ့ the difference between manner and manner ဟာ subject Okay ဒါဆိုရင်စာကြောင်းကိုရေးတဲ့အခါမှာကျတို့ကဘယ်ကနေစာရေးရလဲဆိုရင် subject ကနေပြီးတော့စာရေးပါတယ်ဒါဆိုတော့ the difference between manner and manners ပြီးရင် subject ရေးပြီးတော့ main verb ဖြစ်တဲ့ is လာပါမယ် Okay is ပြီးရင်ကျတော့ဒီ the difference between နဲ့မေးတဲ့မေးခွန်းတွေဆိုရင်တစ်ခုချင်းစီကိုအကျယ်ပြန်ပြီးတော့ရှင်းပြရပါတယ်ဒါကြောင့်မို့လို့ that clause ခံပြီးတော့ပြန်ဖြေပါမယ်ဒါကြောင့်မို့လို့ manner ဆိုတာဘာလဲ manners ဆိုတာဘာလဲပေါ့နော် M-A-N-N-E-R manner ဟာဘာလဲ M-A-N-N-E-R-S manners ဟာဘာလဲဆိုတာတစ်ခုချင်းစီပြန်ရှင်းပါမယ်ဒါကြောင့်မို့လို့ manners เนาะ manner ဆိုရင် refers to ရည်ညွှန်းပါတယ် the way of doing something တစ်စုံတစ်ခုကိုပြုလုပ်တဲ့ပုံစံပဲဖြစ်ပါတယ်ဒါပေမဲ့ M-A-N-N-E-R-S ကတော့ refers to ရည်ညွှန်းပါတယ် the way a person behaves in society လူအဖွဲ့အစည်းတစ်ခုမှာလူတစ်ယောက်ပြုမှုဆောင်ရွက်တဲ့ပုံစံကိုနည်းလမ်းကိုM-A-N-N-E-R-S လို့ပြောပါတယ် Okay ဒါဆိုရင် number 2 ကိုဆက်သွားပါမယ် number 2 question ကတော့ if we accidentally hurt someone เนาะငါတို့ကတစုံတစ်ယောက်ကိုတဲ့မတော်တဆထိခိုက်နာကျင်စေတယ်ဆိုရင် what should we say ငါတို့ဘာပြောသင့်တယ်လဲ Okay ဒါကိုကျတို့ဒီတိုင်းပဲစဉ်းစားလိုက်လို့ရပါတယ်တစုံတစ်ယောက်ကိုမတော်တဆထိမိခိုက်မိတယ်ဆိုရင်ကျတို့ကတောင်းပန်ပါတယ်ဆိုပြီးတော့ပြောလေပြောတာရှိပြီပေါ့နော်ဒါကြောင့်မလို့တောင်းပန်နေလို့ကျတို့ပြောသင့်ပါတယ်ဒါဆိုရင်တောင်းပန်ပါတယ်လို့ပြောဖို့ဆိုရင်ကျတို့ဘယ်လိုရေးရမလဲဆို I'm sorry ပေါ့နော်Okay ဒါဆိုရင်အရှင်းမှဒါဆိုရင်အဖြေကိုရပြီဆိုပြီးကိုပြန်ကောက်ပါမယ်အရှင်းမှရှိတဲ့ if clause ကိုဒီတိုင်းပဲပြန်ရေးပါမယ်ဒါကြောင့်မလို့ if we accidentally hurt someone Okay ဒီနေရာမှာ what ဟာ question 1 ပါ question 1 Okay ပြီးရင်ဒီနေရာမှာနောက်တစ်ခု should เนาะ Okay should ကတော့should ကကြတော့ having verb เนาะ Okay we ကကြတော့ subject we ဆိုတာက subject အနောက်မှာ say ပြောတယ်ဆိုတာကကြတော့အဓိက action verb ကိုပြတာဖြစ်တဲ့သူက main verb ပါ Okay ဒါကြောင့်မို့လို့ if we accidentally hurt someone we should say I'm sorry เนาะတောင်းပန်ပါတယ်လို့ပြောရမှာပဲ Okay ဒါဆိုရင် let's look at number 3 Okay number 3 ကတော့ where do children manners originate ကလေးတွေရဲ့အပြုအမူဟာဘယ်နေရာမှာစတင်ပြီးတော့ပေါ်ပေါက်လာတယ်လဲဒါဆိုရင်သိပြီးသားကလေးတွေရဲ့အပြုအမူဆိုတာဟာဘယ်နေရာကနေစပြီးတော့ပေါ်ပေါက်တာလဲဆိုရင်အိမ်ကနေပြီးတော့စတင်ပေါ်ပေါက်တာပါဒါကြောင့်မို့လို့ home may be considered the birthplace of manners လို့စာပိုက်ထဲမှာပြောထားပါတယ်ဒါကြောင့်မို့လို့ခြေတို့ကဒီမှာတော့လိုရင်းတူရှင်းပဲဖြေပါမယ်ဒီနေရာမှာ where ဟာ question mark ပါ question word ပါ Okay ပြီးရင်သူက question word Okay children's manner ကကြတော့ဒီတစ်ခုလုံးကြီးက subject
Okay ဒါဆိုရင်အရှိမမေးခွန်းဖြစ်တဲ့အတွက်ကြောင့်မလို့ having verb do ရှိမယ်အနောက်မှာ originate ဆိုတဲ့ main verb ရှိမယ်ဒါဆိုတော့ဒီ do ဟာ having verb အများကြီးဖြစ်ပါတယ်ဒါဆိုမူရင်း verb originate နဲ့ပေါင်းတဲ့အခါမှာဒီတိုင်းပဲ originate ပဲထွက်ပါမယ်ဒါဆိုတော့ subject ကနေပြန်ရေးလိုက်တော့ children's manner originate ဘယ်နေရာကနေစပြီးတော့ပေါ်ပေါက်လာတာလဲဆိုရင် at home အိမ်ကနေပြီးတော့စတင်ပြီးတော့ပေါ်ပေါက်လာတာပါOkay, that's in number 4 question ကိုသွားပါမယ် How can children learn manners from their elders? How ဘယ်လိုမျိုးတဲ့ can လုပ်နိုင်တယ်လဲ children ကလေးတွေဟာ learn သိယူနိုင်တယ်လဲ manners အပြုအမူတွေကို from their elders သူတို့ရဲ့အကြီးတွေစီကနေပြီးတော့အပြုအမူတွေကိုဘယ်လိုမျိုးသိယူနိုင်တယ်လဲ Okay ဒါဆိုရင်ကလေးတွေဟာသူတို့ရဲ့အကြီးတွေစီကနေအပြုအမူတွေကိုဘယ်လိုသိယူနေလဲဆိုရင်သူတို့ရဲ့အကြီးတွေကိုအတူကိုချင်းအဖြစ်သိယူနေပါတယ် Okay ဒါဆိုတော့ကျွန်တော်မေးခွန်းပြန်ကောက်ပါမယ် How ဟာ question 1ပါ Okay can ကကြတော့ having verb ပါ Okay ဘာလို့ having verb လို့ပြောရတာလဲဆိုရင်အဓိကဘာလောက်ဆောင်ပါတယ်ဆိုတဲ့action verb ကိုမပြနိုင်ဘူးပေါ့နော် can ဟာပြီးရင်ဒီညမှာsubject ဟာ children ပေါ့နော် Okay ပြီးရင် Okay children ဟာ subject Okay ဒါဆိုရင်အနောက်မှာရှိတဲ့လမ်းကားမှာအဓိက action verb เนาะ action verb ဖြစ်တဲ့အတွက်ကြောင့်မလို့သူကဘာဖြစ်မလဲဆိုရင် main verb ဖြစ်ပါမယ် main verb ဖြစ်ပါမယ်ပြီးရင် manners ကကြတော့ object ပေါ့နော် from their elders เนาะသူတို့ရဲ့အကြီးတွေစီမှာ Okay ဒါဆို subject ကနေပြန်ရေးလိုက်တော့ children can learn manners from their elders ပြီးရင် how နဲ့မေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ by plus by အရင်ကြည့်နေဖြေပါမယ်ဒါကြောင့်မလို့ by imitating them သူတို့ကိုအတူကိုချင်းအားဖြင့်အပြုအမူတွေကိုသင်ယူနိုင်ပါတယ် Okay ဒါဆိုရင် number 5 question ကိုသွားပါမယ် apart from home အိမ်အပြင်တဲ့เนาะ where ဘယ်နေရာတွေမှာ do ဖြစ်နိုင်တယ်လဲ children ကလေးတွေဟာ learn or acquire เนาะသိယူနိုင်တယ်လဲရရှိနိုင်တယ်လဲ manners အပြုအမူတွေကိုအိမ်အပြင်ဘယ်နေရာတွေကနေပြီးတော့ရရှိတယ်လဲကလေးတွေဆိုတာဟာအိမ်ကနေပြီးတော့အပြုအမူတွေကိုစပြီးတော့သင်ရတယ်ပြီးလို့ရှိရင်ကျေတို့နောက်ပိုင်းမှာသူတို့အသက်အရွယ်9နှစ်ပြည့်တဲ့အခါမှာဘယ်ကိုရောက်လာလဲဆိုရင်ကျောင်းဆိုတဲ့နေရာကိုရောက်လာတယ်ဒါဆိုရင်အိမ်အပြင်ကျေတို့ဘယ်နေရာတွေကနေပြီးတော့အပြုအမူတွေကိုသင်ယူနိုင်သေးလဲဆိုရင်သူတို့ရဲ့ကျောင်းတွေကနေပြီးတော့သင်ယူနိုင်ပါတယ်ဒါကြောင့်မလို့เนาะ Okay ဒါဆိုရင်ဒီမေးခွန်းကိုပြန်ကောက်မယ်ဆိုရင် apart from home Okay where ကကြတော့ question 1 do က having verb children က subject เนาะ learn or acquire ကတော့ verb manners က object ဒါဆိုတော့အရှိမရှိရဲ့ phrase ကြီးကိုဒီတိုင်းပဲပြန်ရေးပါမယ် apart from home children ရဲ့ပြီးဒီမှာအရှိမရှိရဲ့ do ရဲ့အနောက်က main verb ဖြစ်တဲ့ learn or acquire ရဲ့เนาะပေါင်းပြီးတော့ရေးမယ်ဆိုရင်သူကအကူအများဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းပါပဲ learn or acquire manners ဘယ်တွေကနေရရှိနိုင်လဲဆိုရင် from their school သူတို့ရဲ့ကျောင်းတွေစီကနေပြီးတော့ရရှိနိုင်ပါတယ် Okay, let's look at number 6. Why we can say that the word domain is an institution that imparts manner. Why ဘာကြောင့်နဲ့ can we say ငါတို့ပြောနိုင်ရတာလဲ that အဲ့ဒါကတော့ the word domain အလုပ်လုပ်တဲ့နယ်ပယ်ဟာ is an institution ဌာနတစ်ခုဖြစ်လာပါတယ် that imparts manner အပြုအမူတွေကိုပေးတဲ့ဌာနတစ်ခုဖြစ်လာတယ်လို့ဘာကြောင့်ပြောနိုင်တာလဲဘာကြောင့်ပြောနိုင်တာလဲဆိုရင်လူတစ်ယောက်ဟာအလုပ်တစ်ခုရလိုက်ပြီဆိုတာနဲ့သူ့ရဲ့အလုပ်နယ်ပယ်ဟာအဲ့ဒီလူပေါ်ကိုကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်လွှမ်းမိုးလာနိုင်တဲ့နောက်ထပ်အဖွဲ့အစည်းတစ်ခုပဲဖြစ်လာပါတယ်ဒါကြောင့်မလို့ခြေတို့ဟာwhat domain ဆိုတာဟာ manners တွေကိုပေးနိုင်တဲ့ institution တစ်ခုလို့ပြောနိုင်ပါတယ် Okay ဒါဆိုရင်ဒီမှာဒီမေးခွန်းမှာเนาะမေးခွန်းပြန်ကောက်ဖို့ဆိုရင် why ဟာ question 1ပါ Okay can ကတော့ having verb we က subject ပါ Okay အနောက်မှာရှိတဲ့ say ကတော့ main verb ပေါ့နော် Okay ပြီးရင်အနောက်က that clause အဲ့ဒီ that clause ကိုဒီတိုင်းပဲပြန်ရေးပါမယ်ဒါဆိုတော့ we can say that the word domain is an institution that imparts manners because once a person gets a job လူတစ်ယောက်အလုပ်တစ်ခုကိုရလိုက်ပြီဆိုတာနဲ့ his word domain
သူ့ရဲ့အလုပ်နယ်ပယ်ဟာဆိုရင် begins ဖြစ်လာပါတယ် and at an institution နောက်ထပ်အဖွဲ့အစည်းတစ်ခုဖြစ်လာပါတယ် to influence him သူ့ကိုလွှမ်းမိုးဖို့ရန် for good or evil ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်သူ့ကိုလွှမ်းမိုးဖို့ရန်နောက်ထပ်အဖွဲ့အစည်းတစ်ခုဖြစ်လာပါတယ် Okay ဒါဆိုရမယ်လို့ထင်ပါတယ် let's look at number 7 who often influence children and teenagers today who ဘသူတွေဟာ often influence များသောအားဖြင့်လွှမ်းမိုးလေ့ရှိတယ်လေ children and teenagers today ယနေ့ခေတ်မှာဆိုရင်ကလေးတွေနဲ့ဆက်ကြောသက်အရွယ်တွေကိုဘသူတွေကလွှမ်းမိုးမှုရှိတယ်လေ Okay ဒါဆိုရင်ဘသူတွေကလွှမ်းမိုးတယ်လဲဆိုရင် teenagers တွေကို teenager နဲ့ children တွေကို celebrities တွေကလွှမ်းမိုးလေ့ရှိပါတယ် Okay ဒါဆိုရင်မေခွန်းဟာ WHO who နဲ့မေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ who နေရာမှာပဲအဖြေကိုတန်းထည့်လိုက်လို့ရပါတယ်အဲကြောင့်မလို့ celebrities often influence children and teenagers today Okay let's go number 8 Who are the most responsible person for imparting good manners to children နော် Who ဘသူတွေကဖြစ်တယ်လဲ the most responsible person တာဝန်အရှိဆုံးသောလူတွေဖြစ်ကြတယ်လဲ for imparting good manners အပြုအမူကောင်းတွေကိုပေးဖို့အတွက် to children ကလေးတွေစီကိုအပြုအမူကောင်းတွေကိုလက်ဆင့်ကမ်းပေးဖို့အတွက်တာဝန်အရှိဆုံးသောလူတွေကဘသူတွေလဲဒါဆိုရင်ဘသူတွေမှာတာဝန်ရှိဆုံးတော့လဲဆိုရင်လက်ရှိမျိုးဆက်ရဲ့အကြီးတွေအားလုံးမှာတာဝန်ရှိပါတယ် Okay ဒါဆိုရင်ဒီမေးခွန်းကလည်းပဲWHO နဲ့မေးထားပါတယ်ဒါဆိုရင် who နဲ့မေးတဲ့မေးခွန်းတွေဆိုရင် who နေရာမှာနေမဲ့အဖြေတန်းထည့်လိုက်လဲရပါတယ်ဒီမှာတော့နော် main bad ဟာဘတ်တူဘီဖြစ်တဲ့အတွက်ကြောင့်မလို့မေးခွန်းတစ်ခုလုံးကြီးကိုပြန်ကောက်ပြီးတော့မှလည်းအဖြေကိုထည့်လို့ရပါတယ်ဒါဆိုရင် the most responsible person for imparting good manners to children ကလေးတွေစီကိုအပြုအမူကောင်းတွေပေးဖို့အတွက်တာဝန်ရှိဆုံးသောလူတွေကတော့ဖြစ်ကြပါတယ်ဘယ်သူတွေလဲဆိုရင် all the elders of the present generation လက်ရှိမျိုးဆက်ရဲ့အကြီးတွေပဲဖြစ်ပါတယ် Okay let's look at number 9 to build a well-mannered society what should the elder of the present generation do to their juniors to build a well-mannered society တကယ်လို့မှနော်ကောင်းမွန်တဲ့အပြုအမူတွေရှိတဲ့လူအဖွဲ့အစည်းတစ်ခုကိုတည်ဆောက်ဖို့ဆိုရင် what ဘာလဲ should ပြုလုပ်သင့်တယ်လဲ the elders of the present generation အခုလက်ရှိမျိုးဆက်ရဲ့အကြီးတွေဟာ do ပြုလုပ်သင့်တယ်လဲ do their junior အငယ်တွေကိုဘာတွေပြုလုပ်ပေးသင့်ပါသလဲတဲ့နော်အဲဆိုရင်တကယ်လို့မှကောင်းမွန်တဲ့အပြုအမူကောင်းတဲ့လူအဖွဲ့အစည်းတစ်ခုတည်ဆောက်ဖို့ဆိုရင်လက်ရှိမျိုးဆက်ရဲ့အကြီးတွေအားလုံးဟာအတူတူကလက်တွေချိတ်ဆက်ပြီးတော့သူတို့ရဲ့ juniors တွေကို law abiding ဥပဒေကိုလိုက်နာတတ်ဖို့ပြီး upright ဖြောင့်မတ်မှန်ကန်ဖို့ honest ရိုးသားဖို့ self respecting ကိုယ့်ကိုယ်လေးစားတတ်ဖို့ discipline စည်းကမ်းရှိဖို့ punctual အချိန်ကြီးကြဖို့ charitable ကျင့်နာတတ်ဂရုဏာတရားရှိဖို့ helpful ကူညီတတ်ဖို့ merciful ဂရုဏာတရားရှိဖို့เนาะပြီးရင် forgiving เนาะခွင့်လွှတ်တတ်ဖို့အတွက်သင်ကြားပေးသင့်ပါတယ် Okay ဒါကြောင့်မို့လို့เนาะဒါဆိုရင်ဒီမေးခွန်းမှာဆိုရင်အရှိက to build a well-mannered society ဆိုတဲ့ phrase ကြီးကိုဒီတိုင်းပဲပြန်ရေးပါမယ် what ဟာ question 1ပါ Okay should ကတော့ဒါက model verb အုပ်စုဖြစ်တဲ့အတွက်ကြောင့် having verb Okay subject ဟာ the elders of the present generation เนาะအခုလက်ရှိမျိုးဆက်ရဲ့အကြီးတွေအားလုံးเนาะဘာလုပ်သင့်တယ်လဲလို့မေးတာဖြစ်တဲ့အတွက်ကြောင့်မို့ဘာလုပ်သင့်ပါတယ်လို့ပြန်ဖြေပါမယ်ဒါကြောင့်မို့လို့ to be a well-mannered society the elders of the present generation should conscientiously join hands အတူတူကချိတ်ဆက်ထားသင့်ပါတယ်ပြီးတော့ teach their juniors သူတို့ရဲ့ juniors တွေကိုသင်ကြားပေးရပါမယ် to be law abiding upright honest self-respecting disciplined punctual charitable helpful merciful and forgiving เนาะအဲ့ဒါတွေကိုကိုယ့်ရဲ့ juniors တွေကိုပြန်ပြီးတော့သင်ကြားပေးနိုင်ရပါမယ်သင်ကြားပေးသင့်ပါတယ်နောက်ထပ်သင်ခန်းစာအကြောင်းအရာတွေကိုဒီ channel တူတူလေ့လာခြင်းနဲ့ဆိုရင်တော့ channel လေးကို subscribe လုပ်ခဲ့ကြပါအောင်နော်